တကယ်ရောဆက်သွယ်မိရဲ့လားဖုန်းကြောင့်အထီးကျန်ပြီးချစ်ရသူနဲ့ဝေးနေသလားဒီချစ်တဲ့အစိတ်ထုတ်ပါဤပညာကြောင့်လူချင်းဝေးကွာလာခြင်းဒီချစ်တဲ့အနှောက်အယှက်တွေကြောင့်အနီးကလူတွေစီကအာယုံလွဲကဆက်ဆံရေးတွေတိတ်တိတ်လေးပျက်စီးလာပါတယ်အဆက်အသွယ်ဖြတ်တောက်ခြင်းဖုန်းနဲ့ခွာခြင်းကပြစ္ဆုတ်ပံကိုအာယုံစိုက်စေပြီးစကားပြောဆိုမှုတွေနဲ့ဆက်ဆံရေးတွေကိုပုံမူမှန်ကန်ပြေဝစေပါတယ်ရည်ရွယ်ချက်ဖြင့်စတင်ပါနည်းနည်းချင်းစပါဖုန်းမသုံးတဲ့အချိန်နာရီတွေတတ်မှတ်ပါတင့်ကိုဖုန်းသုံးခြင်းစိတ်ဖြစ်စေတဲ့အကြောင်းရင်းတွေကိုရှာဖွေပြီးလက်တွေ့ဘဝကလူမှုဆက်ဆံရေးတွေနဲ့အစားထိုးလိုက်ပါလှုပ်ဆောင်ပါပြစ္ဆုတ်ပံမှာတည်ရှိပါထမင်းစားချိန်ဖုန်းထားခဲ့ပါနေ့စဉ်ဖုန်းနာချိန်ယူပါမိတ်ဆွေမိသားစုကိုပြောပါတင်ဟာတတိပေးတန်တွေထက်ပြစ္ဆုတ်ပံကိုရွေးချယ်သူပါပြောင်းလဲမှုကိုထိမ့်သိမ့်ပါ App timer နဲ့ grayscale mode တွေသုံးပြီးအနှောက်ယှက်လျှော့ပါတကယ်ဘဝကဖုန်းထဲမှာမဟုတ်ဘူးဆိုတာတတိယစီမဲ့လုံရိုးလုံစင်တွေမနှက်ခင်းဖုန်းမသုံးတာမျိုးတိဆောက်ပါတင်ဘဝကိုပြန်လဲချိတ်ဆက်ပါတကယ်ဘဝငြိမ်းချမ်းမှုအတွက်ဒီနေ့ပဲ digital အစိတ်ထုတ်ပါပြစ္ဆုတ်ပံမှာပိုရှိနေဖို့မလုပ်မလဲကွန်မန့်မှာမျှဝေပေးပါ